ပတ်စံလေးရှိလာရင်နာမည်လေးရခြင်းလားဒါဖြင့်နာမည်ရခြင်းလို့ရှိရင်ဘာလို့မလုပ်ဗျာတဲ့ကိုဘဝအရေးမှာနာမည်ကလေးနာမည်ကောင်းလေးထွက်ခြင်းဘာလို့မလုပ်ဆိုမြတ်စွာဘုရားဖြေတာသစ္စေနကိတ္တိပပ္ပောတိတဲ့မင်းမှန်ကန်ဖို့လိုတယ်တဲ့မှန်ကန်ရင်နာမည်ရပါတယ်ဟုတ်ကဲ့လားဘာလို့အမှန်တရားပေါ်မှာယက်တည်ပြီးလုပ်ဖို့လိုတယ်ရတဲ့မှာလည်းကြည့်လေဟာဒီလူကလူမှန်းဆိုသူမလေးစားကြဘူးလားလေးစားတယ်ဒီလူကမှန်ကန်တယ်ဘယ်တော့မှမဟုတ်တာမလုပ်ဘူးမှန်ကန်တယ်သမာဓိရှိတယ်ဆိုပြီးဟောခုံတရင်ကထွက်လာတာပဲလေတရားထဲမှာအ ਨੇ ဆုံးဒီခုံတရင်ကထွက်လာတာဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့သစ္စေနာဂိတ္တိပပ္ပောတိမှန်ကန်လို့ရှိရင်ဒီလူတယောက်ဟာသစ္စာရှိတယ်ဂတိတည်တယ်မှန်ကန်တယ်ဆိုရင်ဒီပုဂ္ဂိုလ်ကကြော်စောလာတာပဲ